အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ်သင်ခန်းစာကကျွန်တော်ဒီ desktop က icon များအကြောက်ဆိုတဲ့သင်ခန်းစာဖြစ်တာပေါ့desktop က icon ဆိုတာ icon ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကဒါကိုကျွန်တော်တို့က icon လို့ခေါ်တယ် shortcut လို့ခေါ်တာပေါ့နော် icon အဲ့ဒီဟာကိုကျွန်တော်တို့ကဒီဟာတွေကိုကျွန်တော်တို့ကဒီ computer ထဲမှာထည့်ထားတဲ့ဒီ icon တွေကိုကျွန်တော်တို့က install ထားတဲ့ software တွေ install လုပ်ထားတဲ့ software တွေကိုကျွန်တော်တို့ကမလို့ရှင်ဘူးဆိုရင်ကျွန်တော်တို့ကဒီ shortcut ပေါ့နော်ဒီ icon ကိုကျွန်တော်တို့က right click နိုင်ပြီးတော့ကျွန်တော်တို့က delete ကိုကျွန်တော်ကနိုင်လိုက်ရုံနဲ့ကျွန်တော်သူကမပြောင်းသွားပါဘူးသူ့ကိုကျွန်တော်တို့ကတကယ်လို့ဖြောင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီ control pin နဲ့အထက်ကနေပြီးတော့ကျွန်တော်တို့ကဒီ program အထက်ကနေပြီးတော့ဖြောင်းအောင်ပေါ့နော်အဲ့လိုဆိုရင်ကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့က icon လို့ခေါ်တယ်icon လို့ခေါ်တယ်အဲ့လိုဆိုရင်ကျွန်တော်တို့ရဲ့ဒီ desktop ပေါ်မှာကျတော့ icon တွေရှိနေတယ်အဲ့ဒီ run ထားတဲ့ software တွေကိုကျွန်တော်က install လုပ်ထားတာပေါ့နော် install လုပ်ထားတဲ့အဲ့ဒီ icon တွေကိုကျွန်တော်တို့ကဒီနေရာကနေပြီးတော့ဖြောင်းလိုက်ရုံနဲ့ကျွန်တော်တို့ရဲ့ computer ကသူကထွက်သွားတာမဟုတ်ပါဘူးမျိုးလုံးထိကနေပြီးတော့ဖြောင်းလိုက်တာပဲရှိတယ်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်ကအပြီးပိုက်ဖြောင်းမယ်ဆိုရင်ဒီ control pin တွေမှာတော့ဖြောင်းရတာပေါ့နော်အဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကဒီဟာတွေကြတော့ဒီ desktop ပေါ်ကနေပြီးတော့ icon တွေလို့ခေါ်တာပေါ့နော် okay အဲ့လိုဆိုရင်ဒီသင်ခန်းစာကဒီလောက်ပါ